မန်ယူတင်းကကွင်းလယ်ပိုင်းလိုအပ်ချက်အတွက်အိုမိုအသင်းကနီဂိုပတ်ကိုမြန်မာနဲ့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့စီစဉ်မန်ယူတင်းကဆိုရင်တော့အသင်းကွင်းလယ်ပိုင်းလိုအပ်ချက်အတွက်ကိုမိုအသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းပြသနေတဲ့လူငယ်ကွင်းလယ်ကစားသမားနီဂိုပတ်ကိုမြန်မာနဲ့ပြောင်းရွှေ့ခြင်းတရက်ဖြစ်တဲ့စတာလင်မော်တန်း80နဲ့ခေါ်ယူဖို့စီစဉ်နေရလို့သိရပါတယ်မန်ယူတင်းပြအမော်ရင်ကတော့ပြီးခဲ့တဲ့နွေရာသီကစားသမားပြောင်းရွှေ့ကာလကအသင်းတိုက်စစ်ပိုင်းကိုကြီးကြီးမားမားပြောင်းလဲလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်လာမယ့်ပြောင်းရွှေ့ကာလမှာအသင်းကွင်းလယ်ပိုင်းကိုကြီးကြီးမားမားပြောင်းလဲလှုပ်ဆောင်မှုပြင်ဆင်နေပါတယ်။လက်ရှိမန်ယူတင်းကွင်းလယ်ပိုင်းမှာတော့ကက်စမဲရိုနဲ့ဖာနန်ဒက်တို့နှစ်ဦးသာအားကိုးနေရပြီးတော့ဥကာဒေးအနေနဲ့ခြေစွမ်းပြသနိုင်မှုရုန်းကန်နေရပြီးဘီမိုင်နူးကလည်းအသင်းကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့အတွက်အသင်းကွင်းလယ်ပိုင်းမှာလိုအပ်ချက်တွေရှိနေရလဲဖြစ်ပါတယ်။အသက်22နှစ်အရွယ်ရှိပြီဖြစ်တဲ့နီကိုပတ်ကတော့ရီယယ်မက်ဒရစ်အသင်းအကယ်ဒမီထွက်ကစားသမားတဦးဖြစ်ပေမဲ့အသင်းမှာကစားခွင့်မရရှိခဲ့တဲ့အတွက်2024ခုနှစ်ကကိုမိုအသင်းကိုပြောင်းရွှေ့ကစားခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့ဘောလုံးရာသီကအသင်းနဲ့ပထမအဆုံးဘောလုံးရာသီမှာပဲအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီးလက်ရှိအီတလီစီးရီးပြိုင်ပွဲမှာအကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲမှာတဦးအပါဝင်ရပ်တည်နေသူလည်းဖြစ်ပါတယ်။မန်ယူအသင်းကဆိုရင်တော့နီကိုဘက်ကိုမြန်မာနဲ့ပြောင်းရွှေ့ခြင်းတရက်နဲ့ခေါ်ယူဖို့စီစဉ်နေပေမဲ့ရီယယ်မက်ဒရစ်အသင်းကနီကိုဘက်ကိုရောင်းချစဉ်ကလေးကအချိန်မရွေးပြန်လည်ခေါ်ယူခွင့်အချက်နဲ့ရောင်းချတဲ့အတွက်ပြန်လည်ခေါ်ယူဝယ်ရှိနေတာကြောင့်မန်ယူအသင်းအတွက်ခက်ခဲွယ်ရှိနေပါတယ်။မန်ယူအသင်းကဆိုရင်တော့လာမယ့်ပြောင်းရွှေ့ကာလတွေမှာနီကိုဘက်အပြင်လူငယ်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ခရစ္စတယ်ဘဲလီအသင်းကနော်ဝီတာနဲ့နော်တင်ဟန်အသင်းကအန်ဒါဆန်စတဲ့ကစားသမားတွေကိုလည်းခေါ်ယူဖို့စီစဉ်နေရလို့သိရပါတယ်။ဘိုင်မြူနစ်အသင်းတိုက်စစ်ကစားသမားဟယ်ရီကင်းကဆိုရင်တော့ဂျာမန်ဖုတ်ဘောဖက်ဆီလတီအော့တဲ့ရေးအောက်စုကိုစုခိုးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီစုကဆိုရင်တော့ဂျာမန်အခြေစိုက်ထိပ်တန်းကစားသမားသတင်းဌာနဖြစ်တဲ့ကေကာမဂဇင်းကနှစ်စဉ်ပေးရတဲ့ဆုဖြစ်ပြီးတော့တနေ့အတွင်းအားကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းကိုစောင့်ကြည့်ပြီးပေးရချင်းမင်းတဲ့ဆုလည်းဖြစ်ပါတယ်။ဟယ်ရီကင်းကဆိုရင်တော့2025ခုနှစ်အတွင်းဘိုင်ယန်မြူနစ်အသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းပြသနိုင်ပြီးတဲ့နောက်အဆိုပါဆုကိုစုခိုးနိုင်ခဲ့ရလည်းဖြစ်ပါတယ်။ဟယ်ရီကင်းကဆိုရင်တော့ပြီးခဲ့တဲ့ဘောလုံးရာသီကဘိုင်ယန်မြူနစ်အသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တယ်လို့အခုဘောလုံးရာသီမှာဆိုရင်လည်းအကောင်းဆုံးခြေစွမ်းပြသနေပြီးခဲ့တဲ့ဟီဒဟိန်းအသင်းနဲ့ဘိုင်ယန်မြူနစ်အသင်းတို့ကစားခဲ့တဲ့ပွဲစဉ်မှာတကူသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်2025ခုနှစ်အတွင်းသွင်းကို50တကူထိရရှိလာပြီလည်းဖြစ်ပါတယ်။ဟယ်ရီကင်းကဆိုရင်တော့အခုနှစ်အတွင်းသွင်းကို50တကူထိသွင်းယူနိုင်ခဲ့တဲ့အတွက်သူရဲ့ professional ကစားသမားဘဝမှာသွင်းကိုအများဆုံးနှစ်လည်းဖြစ်လာပါတယ်။ဟယ်ရီကင်းဟာအခုဘောလုံးရာသီပြိုင်ပွဲစုံပွဲ30ကစားပြီးတဲ့ချိန်မှာ32ခုထိသွင်းယူနိုင်ခဲ့ပြီးဥရောပထိပ်တန်းလိဂ်9ခုမှာသွင်းကိုအများဆုံးကစားသမားဖြစ်ရပ်တည်နေရလို့သိရပါတယ်။